တော့ကန်ကြီးကစိုးနေဟုတ်တယ်ဟိုဘက်ကဟိုဖြစ်နေရလေနင်းနေကြကြလားဗျငွေဘဲသွားမှလည်းမိတ်ဆက်လိုက်အောင်ဒီနေ့ကမတိုက်ဒီနေ့ဓမ္မတိုက်သွားမှာမတိုက်သွားမယ်ငွေမိတ်စောင့်နေတယ်ငွေမိတ်မဆက်တာကြာပြီအဲ့ဒါမတိုက်သွားပါကွာတော့ပုံစံမျိုးပါဟုတ်တယ်နော်ဟုတ်တယ်โอเคချကိုရီဒီနေ့ခီးနေကျွန်တော်အင်းတကောဓမ္မတိုက်သွားမှာမသွားတာကြာပြီဗျဟိုနိုင်ရှိရတယ်4နိုင်ခွဲစုရကတောင်မြောက်လမ်းဆောင်မှာစုရကျွန်တော်တောင်မြောက်လမ်းဆောင်မှာ9နိုင်လူစုပြီးတော့သွားကြမယ်သူကြံနေလေမဟုတ်ရောကိုစောမျိုးတန့်ရဲ့နောက်ကဘယ်သူတော့ကိုကျော်ကြီးဒါကျွန်တော်အမှတ်3လမ်းအမှတ်9ကနေလာမဲ့အပွဲဝင်တယောက်ရှိလို့ခဏစောင့်နေပါတော့အမှတ်3နဲ့အမှတ်2ပြောတာအမှတ်2လမ်းမနေ့လမ်းမနေ့ဝမ်းလမ်းကျွန်တော်ဟောပါလေဇေကွင်းလမ်းဆောင်မှာဇေကွင်းလမ်းဆောင်အထိတက်ပြီးတော့ဇေကွင်းလမ်းဆောင်ကနေပြီးတော့ညာကွေ့ပြီးတော့အင်းတကောသွားမှာဒါနေရောက်တော့မယ်တဲ့သွားမယ်ဟိုတိုးဟေးကျော်မှာစောင့်မှာဟုတ်တော့ကန်ကြီးကစိုးနေဟုတ်တယ်ဟိုဘက်ကဟိုဖြစ်နေရလေနင်းနေကြလားဗျငွေဘဲသွားမှလည်းမိတ်ဆက်လိုက်အောင်ဒီနေ့ကမတိုက်ဒီနေ့ဓမ္မတိုက်သွားမှာမတိုက်သွားမယ်ငွေမိတ်စောင့်နေတယ်ငွေမိတ်မဆက်တာကြာပြီအခုအမှတ်2လမ်းပေါ်မှာပေါ့နော်ဒီဘက်ကတော့အေးတယ်ဗျအေးသေးတယ်နောက်ကအဖွဲ့တွေကတော့ဒီမှာနည်းနည်းပဲပါထားနောက်မှာအဖွဲ့လိုက်ကြီးကြံခဲ့သေးတယ်ဖြည်းဖြည်းချင်းမောင်းနေဆက်ဆောင်ဒီဘက်ကအေးတယ်နင်းလုံကောင်းတယ်ပါတော့ဘောစမှုစာကျွန်တော်တို့မှာအနောက်ကအဖွဲ့ကိုစောင့်ရင်းနဲ့မပါနောက်ကအဖွဲ့စောင့်နေတော့မဟုတ်စင်းဝယ်ခဏပြေးရစပိတ်ပါမဆိုင်ကရုပ်ကြီးနဲ့တီးတီးထုတ်ပြီးဟာဘာမဆိုင်ရပြီဒါပဲလို့ဒီဦးကောင်းမှာရတယ်လောက်လာငါတော့ဟဲ့စမှုစာဝဲဒါပဲနားတော့ဒါပဲဘာရွာလဲမင်းလဲဒီကမှာရွာဘာကွာလဲအင်းတိုင်းဆံပြကြီးရဟောအင်းတိုင်းဆံပြကြီးရွာတဲ့ဒါပဲကြော်နာတော့ဒီမှာလမ်းဘေးဈေးလေးဗျဈေးပဲလေဈေးပဲဒါဒီမနက်ပိုင်းမှာခင်းလာလားခင်ဗျာဈေးကဒီမနက်ပိုင်းခင်းလာလားဟောမနက်ပိုင်းလေးပဲမနက်ပိုင်းလေးပဲတောင်းနေ9နာရီလောက်ဆိုရှင်းသွားပြီရမပြတ်ပါဘူးနောက်ကဖွဲ့ရ
စာပြေလေးမှာဥရောက်ကျွေးကြပါဦး စပိပါကျွေးနေတယ်မလို့လိုက်ပဲကိုလေးခေတော့ ပြောဖို့သွားမှာနော် မနေ့လားတော့ကျေပွင့်လမ်းတော့ရောက်တော့တော့ကနေတော့ပြက်ခဲ့တယ်။ဒီဘက်ချမ်းမှာအေးသေးတယ်။နဲလို့ကောင်းတယ်။ပြန်တော့ဘလို့လာမှမသိဘူး။ဟုတ်လားကျေပွင့်လမ်းတော့ရောက်ပြီ။အမှတ်နှစ်လမ်းမနေထွက်လာကျေပွင့်လမ်းတော့ပါလာကြပြီ။ဟောနေတိုင်းဆွဲနေအောင်အလုပ်ကိုမနာမယ်တော့ခဏနောက်လူဆောင်လိုက်မယ်အနည်းလမ်းမရထွက်လာစေကုန်းရောက်သွားရန်ကုန်ပကူလန်းဒီလိုကြောင်ကျွန်တော် breakfast ဆောင်ဒီသားဆိုင် Okay nasa ခိုင်းတယ်လို့ပြောနေပါပြီ Okay nasa Đâu có lý cái ra qua Sâu đấy à đi huệ kilo sweet đấy chị ạ sáng anh đi tao đi chị về về tại nào đi ra rồi cảnh này này tôi đi mình lấy lại đi àကျွဲဒါကျွန်တော်တို့အင်းကောပဲရောက်တိုင်းစားပြတဲ့ဆိုင်လေးပေါ့နော်ဆင်းပြတဲ့တိုင်ထိုင်ရတာလေနော်ဒီလိုလာခဲ့ဒီဘက်ကိုရောက်တဲ့စပိန်သမားတွေဒီမှာဝင်စားလို့ရပါတယ်โอเคဆွဲလိုက်ပါတော့ကျွန်တော်ကနေပို့လိုက်ဓမ္မတိုက်ရောက်ပါပြီအဲကျွန်တော်မဟုတ်ဘူးဒီကနေဝင်ရပါဒီမှာဝင်လန်းလေးရိုက်ပြရမယ် အဲ့လိုထိုင်တိုင်းပြန်ပါကွာကပုံစံမျိုးပါဟုတ်တယ်နော် ဟုတ်တယ် โอเคဒီကိုကြီး ဟာ က
ရပြီတို့တန်းစီကြားတယ်အဲ့တော့ဓမ္မတိုက်ဖះကိုသွားတဲ့လမ်းထဲကနေမဟုတ်ကနေဝင်လာပြီပေါ့နော်လမ်းကနည်းနည်းအတက်ဆင်းနေများတယ်တချို့နေရာလေးလမ်းလေးနည်းနည်းပြတ်တော့ကျွန်တော်တောက်ချောက်ကြီးရိုက်လို့အဆင်မပြေဘူးဘာကြောင့်ရိုက်လို့အဆင်ပြေတော့ရိုက်လို့ရတဲ့နေရာအလောက်လေးပဲရိုက်ပြပြီးတော့နော်ဆွဲတာလေဘုံကြမှာတို့နေတယ်ဒီမှာအဲ့ဒီကိုတော့တော့ပြရဘုံရမှာအာရှစ်အဲ့ကောတက်မှာငါတို့ပေါ်လာကြီးကိုကြည့်အောင်ဘယ်ဝိုင်းလဲမသိဘူးဒီအကြောင်းအိမ်မရသွားတာတော့တွန်းတယ်မရဘူးလားရှိပဲသိခိုင်ကြတယ်လူတယ်ရှော့ညာရတဲ့မှာလာလာရိုက်လူလဲပြီးတော့အားကုန်ဝိုင်းတော့ပြီးပြီမကုန်းတက်မှာနည်းနည်းပြုတ်သွားကြတယ်မှာဒီဘက်လားဓမ္မတိုက်ဖះကြီးပါဖះမြင်ရလားမသိဘူးမြူရင်းနဲ့မို့လို့ဖះအုပ်လမ်းတော့နည်းနည်းကျန်းတယ်超越你了，我这里下课的时候唱超越你。我အဲ့ကဘာပဲရိုက်တော့မထမ်းဆောင်နိုင်တော့我怀着嘛，一人加一个的。ကျွန်တော်တို့ပြူချာထောက်တာ။ဒီကောင်။ကဲသွားမယ်နေပူမယ်။သွားမယ်။ငါဖျက်သွားဘူး။ကိုယ်ကတော့မရဘူး။我也ဖျက်သွားဘူး။ကိုယ်လည်းကြီးပဲ။ဒီတော့တက်ခုပေးဓမ္မတိုက်ဖះဒါကျွန်တော်ဖះဝင်ပတ်လာတော့မကန်းကော်ကြီးအကြီးတယ်။ဟိုဘော်ကြီးတက်တာအဲ့လိုကျုံးမနေတက်တာ။အများကြီးပဲကန်းကော်ပွင့်တယ်။ပွေးတွေကြီးတယ်။ဒီကြပွဲကြီး။ဒီကြပွဲ။အော်ပန်းလေးတွေပွင့်ကြ။မမတွေ့သူ့ချင်မှာပတ်သွားတယ်ဓမ္မတိုက်ဖះပါဒါနော်ကန်းကုန်ကြောင်းတာချမ်းမအများကြီးပဲပတ်တယ်ဒီဝ900ငါမလို့2ယောက်ပြက်ဝေးရတယ်ရခိုင်ကိုတခုပုံတယ်ကျွန်တော်တွေကပြန်မဟုတ်ဘူးပြန်ပြုတ်ကြတာမဟုတ်တော့ဘူးတော့ကြောက်ပဲပြန်မဖမ်းမေးဘူးဒီမှာအဘရဲ့ရုပ်ထုဘာရုပ်ထုအကြီးပဲတော်တော်ကြီးတယ်ဒါဒီဖះရဲ့ဘေးကရင်းမြင်ပတ်လမ်းပေါ့နော်ဒါစပိန်အဖွဲကကျွန်တော်တို့အမကြီးမဝေရလှူတာပါဖရဲသီးဒီမှာဒီစားကြပါဦးဗျာညမကြည့်တော့ခါကြမှာကျွန်တော်နဲ့မဆိုင်ဘူးဒါဒီမှာငကယုံဖရဲရှေ့တစ်ခေါက်ကျွန်တော်တို့လာတော့ဒီကမပြီးသေးဘူးပေါ့နော်စောက်လက်ဆတန်းလန့်ပေါ့မဟုတ်ဘူးတော့ပြီးသွားပြီမင်းဦးနဲ့အဲ့ဒီမှာကြိုက်ပြန်ဖြစ်ကြတာစကားများလားကျော်မင်းဦးနဲ့အဲ့ဒီပုံမှာအေးလေစကားများလားဘာလို့တက်ပုံဒီကောင်မှရိုက်တာဆိုလက်ပံ啊，豆渣呀，
လက်ပံပွင့်ချိန်တိတိအမေယူလိုက်လားလက်ပံပွင့်ချိန်တိတိပါရှိတယ် အဲ့ဒီဘွားနဲ့ချင်းဟိုက view တွေရှိတယ်ဟုတ် လက်ပံပွင့်ချိန် မြင်ရတာမသိဘူးတဏိဒုက္ခနဂယုံမြတ်စွာဘုရားဒီမှာကဝကျန်နေတယ်။ဒါမှလည်းခဏရပါတရက်လောက်တော့ကြာမယ်ခဏနေ။ လူကလည်းအမှန်နဲ့ ဒီအပွင့်နဲ့အကလိုက်ရမှာတရက်လောက်တော့အချိန်ပေးရလေမဟုတ်ပါဘူး ဝေးပဲဗျာဟုတ်ပါမဟုတ်ဆန့်နေညာမတက်နေလိုက်တော့ညဲတော့ ညနေတိုးပြလာတာဆိုင်ကနေပြန်နေပါပြီပြန်လမ်းတော့မရိုက်ပြတော့ဘူးเนาะအားလုံးပဲနောက်တဲ့ဗီဒီယိုအသစ်မှာပြန်ပြီးတော့စုံကြမယ်နော်ဘိုင်ဘိုင်